အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေရတဲ့အကြောင်းအရာတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒါလိုအပ်တဲ့ဉာဏ်ရည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်တချို့ကိုဒါမျှဝေပေးသွားမှာဖြစ်ပါတယ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်ဒါအမျိုးသားစည်းလုံးညီညွတ်ရေးတည်ဆောက်ရေးဖြစ်တဲ့ဒီ nation building နဲ့နိုင်ငံတည်ဆောက်ရေးဖြစ်တဲ့ဒီ state building ဆိုတဲ့ဒါအလွန်အရေးကြီးတဲ့နိုင်ငံရေးနဲ့နိုင်ငံရေးဒါသဘောတရားနှစ်ရပ်ဒါလိုအပ်တာပဲဖြစ်ပါတယ်ဒီနေ့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါအရေးကြီးဒါလိုအပ်နေတာကတော့ဒါအမျိုးသားစည်းလုံးညီညွတ်ရေးတည်ဆောက်ဖို့ဒါလိုအပ်နေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့ပြည်ပခါတွေရဲ့အကြောင်းအရင်းဖြစ်တဲ့ဒါအမျိုးသားစည်းလုံးညီညွတ်ရေးအတွက်လိုအပ်တဲ့ဒါအမျိုးသားရေးစရိတ်လက္ခဏာ national identity ဒါတည်ဆောက်ရေးနဲ့ဒါညှိနှိုင်းမှုတွေမှာဒါလိုအပ်ချက်တွေဒါရှိနေလို့ပဲဖြစ်ပါတယ်။တကယ်တော့ဒီလူမျိုးဘာသာရေးသမိုင်းနောက်ခံကွာခြားမှုတွေရှိတဲ့ဒါလူထုအကြားမှာယုံကြည်မှုယဉ်ကျေးမှုမျှဝေသဘောတရားတည်ဆောက်ဖို့အတွက်ဆိုလို့ရှိရင်ဒါညှိနှိုင်းဆွေးနွေးမှုကိုအခြေခံကြရမှာဖြစ်ပါတယ်။အဲ့လိုပဲဒီကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း NCA လို့အတူကောက်ခေါ်ကြတဲ့တနိုင်ငံလုံးဒါအပြစ်ခတ်ရစေးဒါသဘောတူစာချုပ်ဒါချုပ်ဆိုပြီးတော့ဒါဆွေးနွေးမှုတစ်ရပ်ကိုဒါစတင်နိုင်ခဲ့တာဖြစ်ပါတယ်။ NCA ကိုဒါနောက်ကျောင်းပြန်ကြည့်မယ်ဆိုလို့ရှိရင်2011ခုနှစ်ဩဂုတ်လ18ရက်နေ့မှာပညာရေးဒါတင်မြေဆောင်2011ထွက်ပြီးတော့သမ္မတကြီးဦးသိန်းစိန်ကငင်းချမ်းရေးကိုဒါဖိတ်ခေါ်ခဲ့တာကိုဒါတွေ့ရတယ်ပေါ့လေ။အဲ့ဒီနောက်ပိုင်းမှာဒါပြည်နယ်အဆင့်ပြည်ထောင်စုအဆင့်ဒါပြည်ထောင်စုလွှတ်တော်အဆင့်စသဖြင့်ဒါအဆင့်ဆင့်ဒါဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပြီးတော့ငင်းချမ်းရေးခိုင်မာရေးအတွက်ဒါဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာဒါ KNU ဒါ CNF ABSDF နဲ့ဒါ PNL တို့နဲ့ဒါ2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာဒါ NCA သဘောတူစာချုပ်ကိုဒါလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။2018ခုနှစ်ဒါဖေဖော်ဝါရီလ23ရက်နေ့မှာတော့ဒီ NMSP နဲ့ဒါ LDU တို့နဲ့ဒါသဘောတူစာချုပ်ဒါလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်2016ခုနှစ်ဒါဇန်နဝါရီလမှာတစ်ကြိမ်ဩဂုတ်လမှာတစ်ကြိမ်ဒါပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဒါစတင်ဒါကျင်းပနိုင်ခဲ့ပြီးတော့2019ခုနှစ်ဒါမေလမှာဒါကျင်းပတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ဒါသဘောတူညီချက်ဒါ38ချက်ပါတဲ့ဒါပြည်ထောင်စုသဘောတူစာချုပ်ဒါအစိပ်ပိုင်း1အဖြစ်ပေါ့လေဒါချုပ်ဆိုပြီးတော့မြန်မာနိုင်ငံရေးသမိုင်းရဲ့ပထမဆုံးတော့ဒါဖက်ဒရယ်အခြေခံမူဒါသဘောတူညီချက်တွေအဖြစ်ဒါမှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်2018ခုနှစ်ဒါဇူလိုင်လမှာကျင်းပတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ဒါသဘောတူညီချက်14ချက်ပါတဲ့ဒါပြည်ထောင်စုသဘောတူစာချုပ်ဒါအစိပ်ပိုင်း2အဖြစ်ဒါချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်2019ခုနှစ်ဒါဇူလိုင်လမှာကျင်းပတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ဒါသဘောတူညီချက်21ချက်ပါတဲ့ဒါပြည်ထောင်စုသဘောတူစာချုပ်အစိပ်ပိုင်း3အဖြစ်ဒါချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်လက်ရှိအစိုးရလက်ထက်မှာလည်းဒါအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညီညွတ်ရေးကုမ္ပဏီဒါ NSPNC အဖွဲ့ဖွဲ့စည်းပြီးတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေနဲ့ဒါ89ကြိမ် NCA လက်မှတ်မရေးထိုးထားတဲ့ဒါအဖွဲ့အစည်းတွေနဲ့25ကြိမ်နိုင်ငံရေးပါတီတွေနဲ့22ကြိမ်ငင်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ဒါ73ကြိမ်ဒါစုစုပေါင်းဒီ149ကြိမ်ဒါတွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ငင်းချမ်းရေးတည်ဆောက်ရေးအတွက်ဒါကြိုးပမ်းဆောင်ရွက်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်တကယ်တော့ဒီ NCA ရဲ့သဘောကအရေးကြီးဆုံးဒါပထမအချက်အနေနဲ့ဒါအားလုံးဒါအပြည့်ရရမယ်ပဋိပက္ခတွေကိုဒါလက်နက်နဲ့ဖြေရှင်းမဲ့အစားဒါဆွေးနွေးပွဲဝိုင်းမှာဒါညှိနှိုင်းဖြေရှင်းကြရမယ်ထာဝရငြိမ်းချမ်းရေးအတွက်ဥတည်ပြီးတော့ Federal Democracy နိုင်ငံတော်ကြီးအဖြစ်အားလုံးအတူပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက်တဆင့်ချင်းစီပေါ့လေဒါဆက်လက်ဆောင်ရွက်သွားကြမယ်ဆိုရတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်လက်ရှိမှာဆိုရင်ဒါ NCA ဟာဒါ10နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ငြိမ်းချမ်းရေးဟာဒီနိုင်ငံအတွက်logo လိုအပ်တယ်ပေါ့လေဆိုတော့ဒါကြောင့်မို့လို့ဒါတစ်နှစ်မှာတော့ဒီစပွဲဝိုင်းမှာဒါပြန်ပြီးတော့ဆွေးနွေးကြလိမ့်မယ်လို့ယုံကြည်ရပေါ့လေဆိုတော့အဲ့ချိန်ကျရင်ဒါခေတ်ကာလနဲ့အညီဒါဘယ်လိုမျိုးဒါညှိနှိုင်းဆွေးနွေးသွားမလဲဆိုတာကိုတော့ဒါစဉ်းစားထားရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါဘေလန်းကြောင်းပဲဖြစ်ဖြစ်ဒါဒီတိုင်းပြည်မှာငြိမ်းချမ်းရေးရအောင်ပေါ့လေစူးစမ်းဖို့ဒါလိုတယ်ငြိမ်းချမ်းရေးမရှိဘဲနဲ့ဒါဖွံ့ဖြိုးတိုးတက်မှုနဲ့ဒါ Federal Democracy ဒါမှမဟုတ်ဒါ Democracy Federal ဒါဘယ်လိုပဲပြောဒါအနည်းတွေခိုင်မှာဒီအကောင်းမောင်းတန်ဖြစ်ဖို့ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုပဲဒီလက်ရှိကမ္ဘာကြီးရဲ့အခြေအနေကလည်းတော်တော်လေးပြောင်းလဲသွားပြီပဲဖြစ်တယ်မြန်မာနိုင်ငံကိုယ်တိုင်ကဒီလွန်ခဲ့တဲ့နှစ်လောက်ကပေါ့လေ2023ခုနှစ်လောက်ကနေစပြီးတော့ကမ္ဘာကြီးရဲ့ဒီပြောင်းလဲလာတဲ့ပုံစံမှာဒါ geopolitics နဲ့ဒါ geo-economic အရာတစုံတရာအရေးကြီးတဲ့အနေအထားကိုဒါရောက်လာနေပြီလို့လည်းပြောလို့ရတယ်ပေါ့လေအဲ့ဒါကြောင့်ပဲဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒါနိုင်ငံနဲ့လူမျိုးရဲ့ဒါရေရှည်အကျိုးစီးပွားကိုဒါကြည့်ပြီးတော့ဒါ peace building ကိုဒါအမြန်တည်ဆောက်ဖို့ဒါလိုအပ်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ဒါသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်